ညာရုပ်တို့ဆက်ရုပ်လေပေါ်ကနေလိုက်လာတဲ့အချိန်ဒီပွဲမှာတော့ဂျမနီဂျင်ခဲ့တဲ့ရှင်တွေကဆက်ရုပ်ကောင်ပြစ်လိုက်တဲ့ဒုံကြီးကိုသူတယောက်တည်းကာကွယ်ဖို့တွေးလိုက်ပါတယ်ဒါပေမဲ့ဒုံကြီးကတခုတည်းဟုတ်မနေရတဲ့အတွက်အာဘူရာမဲရှင်တို့လည်းပိုးကောင်းငင်ဖြစ်သွားခဲ့ပြီးဆက်ရုပ်ကောင်ကလေပေါ်ကနေဘုံနဲ့ဇက်တိုက်ပစ်ချနေရကြောင်းတော်ရဲဝင်ပြေးလာကြပြီးရှီကာမာရုကသူတယောက်တည်းအာယုံလွှဲထားဖို့နေခဲ့လိုက်ပါတယ်ညံကောင်းတဲ့သူပြီးပြီးမိခိုးတွေကတစ်ဆင့်အရင်နဲ့ဖမ်းချုံနိုင်လိုက်ပြီးမြဲသူညစ်ဖို့စူးစမ်းနေတဲ့လေပင်ကိုဆက်ရုပ်ကဖြုတ်ပြလိုက်ပြီးတဲ့နောက်အရှိတ်တန်းလန်းနဲ့အန်ဂျူနီယာရှီကာမာရုကိုလည်းအသာလေးအနိုင်ယူပြသွားခဲ့ပါတယ်ဒီဒီချိန်မှာလဲချိုတီကလူသားဘောလုံးနဲ့တိုက်ခိုက်ဖို့လုပ်ပြီးမြဲခေါက်တီးရိုက်ခံလိုက်ရပြီးဘူစီပေါင်း9လေးဖြစ်သွားခဲ့ပါတယ်အဲဒါကြောင့်ခီပါလဲ fan over fan နဲ့ရေဆိုင်မှုတွေ့လိုက်ပြီးမြဲသူ့ထက်လေတဲ့ဆက်သွားကြောင်းတခင်ရောခွေရောခဏလောက်အိတ်နေခဲ့လိုက်ရပါတယ်ဒါပေမဲ့ပြဿနာကဝေါ်ရင်ကိုတဲဖို့အရှိကလူနေရာလုံးမရှိတော့တာကြောင့်ဂျူလို့သွားကြပြီးရှေ့ဆက်သွားလို့မရတဲ့အတွက်နဲကြီးကချာကိုရာလက်ပတ်ချင်းနဲ့ကာကွယ်ပေးလိုက်ရပါတယ်နဲကြီးလက်ပတ်နေတယ်မြအထဲကိုဝင်လို့မရပါနဲ့လေရှီကာမာရုတက်ညံပူကောင်းနေတဲ့ဆက်ရုပ်ကတနာရီကိုကီလိုမီတာ1000ကျော်လောက်နဲ့ပတ်ပေးလိုက်ပြီးအနီးကတီးပေးလိုက်တဲ့အတွက်နဲကြီးကလည်းယာမာတိုရဲ့တတ်တန်ရောင်အမ်ဘတ်တွေကိုပါမြင်လိုက်ရပါတယ်နောက်ဆုံးအနေနဲ့ခါခါချီကကိုမီမပါသွားရင်နာရိုတိုကိုချုပ်ထားလိုက်ပြီးကော်ပီနီညာရဲ့အစွမ်းကိုပြဖို့တွေးလိုက်ပြီးမြကော်ပီလို့မရတဲ့တောက်ကျိုးနဲ့ပုံကြီးကြောင့်ရှရင်ကန်ခါခါချီလည်းဒီတစ်ခါတော့ခံလိုက်ရပါတယ်